ကျောက်ဖျားကောင်းတဲ့ညတညမှာဟယ်လိုအကျေငါပြောမတလားငါတို့မျိုးထဲမှာ Bloody Mary phone နဲ့ကောင်းလေးတယောက်တေးသွားတယ်အဲ့ဒါမင်းဘယ်တော့မှ Bloody Mary ကိုမဖုန်းနဲ့နော်ငါပြောတယ်တော့ငါအတန်ပြောတာနေဖုန်းလို့ရှိရင်တော့ငါလည်းမသိတော့ဘူးဒါပဲနော်ဂျားခဲ့ပြောလိုက်တဲ့အတန်တစ်ခုအေးပါငါမဖော့တော့ပါဘူးအေးပါအဲ့ကမှတေးသွားတဲ့ငါဝမ်းနေပါတယ်तू ကငါ့ကိုလိုက်တောင်းနေအောင်ငါသူ့အယုတ်လည်းမဟုတ်သူ့သမီးလည်းမဟုတ်ဘူးငါ तू ပြောတိုင်းငါလုံနေအောင်ငါသူ့အယုတ်မှလည်းမဟုတ်တဲ့အတွက်ငါဖော့ချင်ဘာဖြစ်လဲအဲ့တော့ဝမ်းနေဖားလိုက်ကြအောင်ချူကနေပါလေဟိုလိုက်တော့ငါဖော့ရတဲ့ကြောင်းမရှိဘူး Bloody Mary ဘာမှလည်းလာလည်းမလာဘူးကဲပါပဲလေအပူဖာလာတယ်ပြောချင်ဘူးငါအိတ်တာပဲကောင်းတယ်ဒီကောင်ငါအိတ်ရခင်းလိုက်ပါအောင်မယ်လေโอเคအိတ်ရလည်းခင်းသွားပြီအိတ်တော့အော်ငါမိနေတာငါဖွာပေးအောင်ပါပဲအိတ်တာချငါတော့မှငါကြောင်းလည်းမတက်ရတော့မယ်ဒီအိတ်ဖုတ်ပလုံးနေတော့အမှန်ကြီးโอเคအဲ့ဖုန်းတော့အိတ်တော့ဘာကြီးလဲအနောက်မှာဘာကြီးလဲBloody Mary